29ရက်4လ2025တနင်္ဂနွေနေ့ညပိုင်းမှာရှေ့ပိုင်းကစားကြမဲ့အမှတ်ပေးပွဲစဉ်တွေရဲ့စိတ်ကြိုက်ရွေးချယ်မှုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါကြော်ကြီးတဲ့ Master Facebook Page နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကြော်ကြီးပါဒီနေ့မှာဆိုရင်တော့တနင်္ဂနွေနေ့ညပိုင်းကစားကြမဲ့ပွဲစဉ်ကတော့ဒါတော်တော်များများကြံပါတယ်အင်္ဂလန်ပရီးမီးယားလိမှာဆိုရင်တော့တကယ်ကိုစိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ပွဲစဉ်နှစ်ပွဲကြံမယ်တခြားဒီစပိန်လာလီဂါမှာတစ်ပွဲပြီးတော့ဒီအီတလီစီးအေမှာပွဲစဉ်တော်တော်များများကြံပါတယ်အဲ့တော့ဒီနေ့မှာလည်းကျွန်တော်အကြိုက်လေးတွေကိုဒါရွေးထုတ်ပြောပြပေးသွားမှာလည်းဖြစ်ပါတယ်၄ပွဲလောက်အထိကျွန်တော်ပြောပြပေးသွားမှာပါပထမဆုံးအနေနဲ့ကတော့အင်္ဂလန်ပရီးမီးယားလိကဒီနေ့ညမှာဆိုရင်တကယ်ကိုဒါကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်10နာရီမှာကစားသွားကြမယ်လီဗာပူးနဲ့တော်တင်ဟော့စပါးအသင်းတို့ရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့အေရှင်ဒါလီဗာပူးကတော့နိုင်ပြီဆိုလို့ရှိရင်တော့ဒါဒီနေ့နိုင်ပြီဆိုရင်သူတို့အနေနဲ့သူတို့အသင်းအနေနဲ့ဒါချန်ပီယံဖြစ်ပြီဗျာအမှတ်ပေးဖလားရယူနိုင်မှာဖြစ်တဲ့အတွက်ဒီနေ့လီဗာပူးအသင်းအနေနဲ့လည်းအိမ်ဝင်ပေးသက်ရှေ့မောင်မှာအကောင်းဆုံးပုံစံမျိုးနဲ့ကိုရလက်ကောင်းပိုင်ဆိုင်နိုင်အောင်လို့ဒါကစားသွားမှာတော့ဒါလူတိုင်းသိတယ်လူတိုင်းတွေးထားတယ်ဗျာဒါကလေးကအစသိတဲ့ပုံစံမျိုးပဲဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ပွဲလီဗာပူးနိုင်ပြီဆိုလို့ရှိရင်ဖလားရပြီဆိုတာအားလုံးသိတယ်အဲ့တော့ပေးထားတဲ့ဈေးနဲ့ကြေးနိုင်မနိုင်ကိုပဲတစ်ချက်ပြန်ကြည့်ရမှာပေးထားတဲ့ဈေးကလီဗာပူးအသင်းကအိမ်ဝင်းကနှလုံး90စာကိုပေါင်းဈေးမှာဆိုရင်3လုံးအပြည့်ရှုံးအထိကိုပေးထားတာကိုတွေ့ရပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့ဒါလက်ရှိတင်းဖောင်အခြေအနေတွေကိုတွားကြည့်မှလည်းအဆင်ပြေလိမ့်မယ်လီဗာပူးကအနိုင်ကစားမှာတော့လူတိုင်းသိတယ်ဒါပေမဲ့ကြေးပြတ်နိုင်မလားမနိုင်ဘူးလားဆိုတော့လက်ရှိဖြစ်တည်နေတဲ့သူတို့နှစ်သင်းရဲ့ဒါအခြေအနေတွေကိုတွားကြည့်ရမယ်ဆိုရင်လီဗာပူးအသင်းကတော့လုံးဝဒါအဆင်ပြေထားတာကိုတွေ့ရတယ်အိမ်ရှင်အဖြစ်လေကစားရမှာနောက်ဆုံး9ပွဲမှာသူ့အနေနဲ့ဒီဖူဟန်တဲ့ပွဲစဉ်ကို3-2နဲ့ရှုံးနေထားတဲ့ပွဲရှိတယ်ကျန်တဲ့ပွဲစဉ်တွေမှာဆိုရင်တော့ဒါတကယ်အဆင်ပြေထားခဲ့တယ်ဒါပေမဲ့2ဂိုးပြတ်ထားတဲ့ပွဲစဉ်ရေတော့နည်းနည်းတော့ရှားထားခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့2ပွဲမှာဆိုရင်ဝက်ဆန်အသင်းကိုအိမ်ဝင်းက2-1နဲ့ကတ်နိုင်ခဲ့တယ်ပြီးတော့လက်စတာစီးတီးလိုမျိုးပွဲစဉ်တိုင်းမှာအသင်းတိုင်းကဂိုးပြတ်အသက်တွေထည့်နေတဲ့အသင်းတစ်သင်းကိုလည်းပဲဒါ0-1ဆိုတဲ့ချင်းမြောင်းတဲ့ရလက်နဲ့ဒါအလက်ဇန္ဒာအာနိုးရဲ့တကိုးတဲ့တွင်းကိုနဲ့ကိုဒါအနိုင်ရထားခဲ့တာအဲ့တော့ဒီနေ့မှာတော့ဒါအိမ်ဝင်းကနေပြီးတော့အကောင်းဆုံးတော့ကစားရလိမ့်မယ်အဝေးကွင်းကစားရမယ်စပါးကဒီနေ့ရာသီမှာပရီးမီးယားလိမှာတော်တော်တက်ပြတ်နေခဲ့တယ်ပြီးတော့ပရီးမီးယားလိမှာမျှော်လင့်ချက်ရယ်ဆိုပြီးတော့စပါးအသင်းအနေနဲ့ဘာမျှော်လင့်ချက်ရောင်ကြီးမှမရှိဘူးတန်းတော့မစင်းရဘူးအဲ့တော့စပါးအသင်းကလည်းပဲဒါ AC ပဲနောက်ထပ်ပွဲစဉ်ကကစားရမှာကဒါယူရိုပါလိကစားရမယ်ယူရိုပါလိမှာဆီမီဖိုင်နယ်မှာဒီဘိုရိုဂလင်းနဲ့တွေ့ရမှာဆိုတော့ဘိုရိုဂလင်းကလည်းလွယ်တဲ့အသင်းမဟုတ်တော့ဖြစ်တဲ့အတွက်စပါးအသင်းဒါယူရိုပါလိဖလားကိုပဲပို့ပြီးတော့အားစိုက်လာလိမ့်မယ်ဗျာပြီးတော့ဒါစပါးအသင်းအနေနဲ့ဒါနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေကိုတွားကြည့်ရမယ်ဆိုရင်လည်းပဲခန်းစစ်ပိုင်းကတီးတီတာတွေကိုဒါဂိုးတွေပေးထားရတယ်တိုက်စစ်ပိုင်းကဂိုးတွေပြန်ရနေတာဆိုပေမဲ့ကိုခန်းစစ်ပိုင်းကတော်တော်အဆင်မပြေဘူး forward ကို2ဂိုးပေးရတယ်ဝူဘာတန်တို့လိုအသင်းမျိုးတွေကိုအဝေးကွင်းကနေပြီးတော့4ဂိုးအထိကိုပေးထားရတဲ့ခန်းစစ်ပိုင်းကတော်တော်အဆင်မပြေပါဘူးဒါတော်တင်ဟန်စပါးအနေနဲ့ပြီးတော့ဒါနောက်ထပ်ကစားမဲ့ပွဲစဉ်ကလည်းပဲအရန်ကြီးမကွာတော့ဘူးဗျာဂျား4ရက်လောက်ပဲရှိတော့မှာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုအသေးအတန်တွေယုံလာမဲ့အစားဒါနောက်ထပ်ပွဲစဉ်ကိုပို့ပြီးတော့ focus ထားလိမ့်မယ်ပဲယူဆပါတယ်ဒီနေ့ဒါအိမ်ဝင်းကနေပြီးတော့ကိုဒါအပြည့်အသက်ပြည့်သက်ရှိမှာအနိုင်ယူပြပြီးတော့ဖလားကင်ဆောင်မဲ့ဖလားယူမဲ့လီဗာပူးရဲ့ body ကိုပဲအကြိုက်တွေ့ပါတယ်လီဗာပူးအသင်းနှလုံးသွင်းမယ်ဆိုတဝက်စားနေရတာဖြစ်တဲ့အတွက်ချင်းဒီပေါက်2ဂိုးကတော့ပြတ်နိုင်မဲ့ပွဲစဉ်တစ်ပွဲလိုပဲယူဆပါတယ်တဝက်စားကနေပြီးတော့စပြီးတော့ပဲကြည့်ရမယ်လို့မြင်ပါတယ်အဲ့တော့ကျွန်တော်ပထမရွေးချယ်မှုကတော့ဒါလီဗာပူးရဲ့ body ပါနှလုံး90စားပေးထားတဲ့အနေအထားမျိုးမှာတစ်ဖက်အသင်းကအကယ်၍ဒါဥရောပဝင်ခွင့်တို့တန်းစင်းစုံတို့ဘာတို့ကနေပြီးတော့ဒါရောက်သွားမှာဆိုလို့ဒီတန်းစင်းစုံရုံအားရှိတဲ့အသင်းတို့ဘာတို့မျိုးဆိုလို့ဆိုရင်တော့နည်းနည်းတွေးနေရပါလိမ့်မယ်ဒီစပါးအသင်းကလည်းတန်းစင်းရမှာလည်းမပူပါဘူးပရီးမီးယားလိဒီအထက်ကဥရောပဝင်ခွင့်တို့ဘာတို့ကိုလည်းမျှော်လင့်စရာမရှိဘူးပြီးတော့နောက်ထပ်ကစားရမယ့်ပွဲကလည်းတကယ်ကိုအရေးကြီးတဲ့ယူရိုပါလိကစားရမှာဖြစ်တဲ့အတွက်ကိုဒါကြောင့်မို့ကျွန်တော်ကနှလုံး90စားစီးမှာဒါလီဗာပူးရဲ့ body ကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်ပထမရွေးချယ်မှုကတော့လီဗာပူးရဲ့ body ပါဒုတိယရွေးချယ်မှုကတော့ဒါအင်္ဂလန်ပရီးမီးယားလိကပဲပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်9:30အစောပိုင်းမှာကစားသွားကြမယ်ဘုံမောက်အသင်းနဲ့ Manchester United အသင်းရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့အရှင်ဘုံမောက်က1လုံး90စားကိုပေါင်းဈေး3လုံး90စားဆိုပြီးတော့ကိုဒါစပြီးတော့ဖွင့်နေတာကိုတွေ့ရပါတယ်အဲ့တော့လက်ရှိအနေအထားတွေကိုတစ်ချက်ကြည့်ရမယ်ဆိုရင်တော့ဘုံမောက်အသင်းကိုဒီ Manchester United အသင်းကိုက2သင်းလုံးကတော်တော်လေးအခုနောက်ပိုင်းမှာခြေစွမ်းပိုင်းကဒီ Premier League မှာတော်တော်ဆုတ်ပြတ်နေတဲ့အသင်း2သင်းလည်းဖြစ်တယ်ဘုံမောက်အသင်းကလည်းဒါပထမ
ပွဲစဉ်နေမှာဆိုရင်ဒီရာသီအစပိုင်းအလယ်ပိုင်းနေမှာအဆင်ပြေထားခဲ့ပေမဲ့ဒါအခုနောက်ပိုင်းရာသီသိန်းကာနီးတွေမှာတော်တော်လေးဒါခြေရိုင်းလာတာကိုတွေ့ရတယ်အသင်းလေးတသင်းဖြစ်တဲ့အညီပေါ့လူအင်အားမလုံလောက်မှုတွေ injury ပြဿနာတွေဒီလိုပုံစံမျိုးတွေနဲ့အခက်အခဲတွေရှိတယ်ဖြစ်တဲ့အတွက်ဒါရာသီသိန်းကာနီးတွေမှာတော်တော်လေးဒါအဆင်မပြေထားတာကိုတွေ့ရတယ်အဲ့တော့ United အသင်းကလည်းပဲစောစောကစပါအသင်းလိုပဲ Premier League မှာတကယ်ကိုအဆင်မပြေဖြစ်ခဲ့သလောက်ဒီယူရိုပါလိမှာလည်းပဲတကယ်ကိုအဆင်ပြေပြီးတော့ဆီမီဖိုင်နယ်အထိကိုတက်လှမ်းပြီးတော့ကိုဘီဘာအိုနဲ့ကစားရမယ်အဝေးကွင်းအဲ့တော့အဲ့ဒီပွဲစဉ်ကို United ပို့ပြီးတော့ဒါ focus ထားလိမ့်မယ်ပြီးခဲ့တဲ့ဒီဟူဘာတန်နဲ့ပွဲစဉ်တုန်းကလည်းပဲဒါသူတို့ရဲ့အဓိကကစားသမားတွေကိုအလဲအသုံးပြုပြီးတော့ကိုအကယ်ဒမီကပလေယာလေးတွေခေါ်ထုတ်လာခဲ့ပြီးတော့ကိုအဲ့ဒီပွဲစဉ်တွေမှာဒါတုံးထတာကိုတွေ့ရတယ် United တို့အနေနဲ့ဒါနောက်ကြံခဲ့တဲ့ပွဲစဉ်တွေကိုလည်းပဲဘယ်လိုပဲကစားသွားခဲ့အောင်တော့တန်းမစင်းရတော့ဘူးဗျာတန်းစင်းစရာကတန်းစင်းဖို့ရာအတွက်ကမပူရတော့ဘူးဒီ Premier League မှာရန်ကြီးတိတ်ပြီးတော့အားမဆိုင်တော့ဘူးအားဆိုင်လေဒါ3မှတ်ရလဲဘာမှမထူးတော့ဘူးနောက်လက်ကြံပွဲတွေမှာ3မှတ်စီရလဲဘာမှမထူးတော့ဘူးအဲ့တော့Manchester United အသင်းအနေနဲ့ဒါဒီယာတီမှာသူတို့ရဲ့မျှော်လင့်ချက်ကြီးကြီးမားမားဖြစ်ထားတဲ့ဒီ Europa League ကိုပဲပို့ပြီးတော့အားစိုက်လာလိမ့်မယ် Europa League ဖလားရမယ်ဆိုလို့ရှိရင် Champions League ဝင်ခွင့်တိုက်ရိုက်လဲရရှိသွားလိမ့်မယ်ပြီးတော့ဒီယာတီမှာဒီဖလားရတယ်ဆိုတကယ်အောင်မြင်တဲ့ယာတီလို့တောင်ပြောလို့ရတယ်ဒီအမှတ်ပေးမှာဒါအဆင်မပြေပေမဲ့ဥရောပမှာတကယ်ကိုအဆင်ပြေထားပါတယ်လက်ရှိလည်းပဲရှုံးပွဲမရှိထားသေးတာဖြစ်တဲ့အတွက် United အသင်းအနေနဲ့နောက်ကျန်တဲ့ဘီဘာအိုနဲ့တွေ့မဲ့ပွဲစဉ်ကိုပို့ပြီးတော့ focus ထားလိမ့်မယ်ပြီးတော့ဒီအိမ်ဝင်းကစားရမဲ့ဘုံမောက်အသင်းကတော့လက်ရှိဥရောပဝင်ခွင့်ရရှိနေတဲ့အသင်းတွေနဲ့အမှတ်တွေကွာခြားချက်ရှိထားတယ်ဆိုပေမဲ့ဒီအပေါ်အသင်းတွေရဲ့ခြေချော်မှုတွေသာရှိထားမယ်ဆိုလို့ရှိရင် तू ကလည်းဒါသူ့လုပ်ကို तू လုပ်သွားမယ်ဆိုလို့ရှိရင်လုံးဝအဆင်ပြေတယ်မျှော်လင့်ချက်ရေးကြံသေးတယ်ဥရောပဝင်ခွင့်အတွက်ကိုမျှော်လင့်ချက်ရေးကြံသေးတယ်အဲ့တော့ဒါဘုံမောက်ကအိမ်ဝင်းကနေပြီးတော့အကောင်းဆုံးစ조사လိမ့်မယ်ခြေရည်တူအသင်းနှစ်သင်းတွဲဆုံမှုကိုတော့မှပဲဘုံမောက်ကတစ်လုံး90စားတော့တစ်လုံး340ပေါ့ဒါမြန်မာကြီးတွေဆိုရင်လေဒီလိုပုံစံမျိုးဖွင့်လှစ်ထားတဲ့အနေထားကဘုံမောက်တကယ်ကိုကစားပြီးတော့ကိုဒါရမှတ်စုဆောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ဘူကီယူဆထားတဲ့အတွက်ဒီလောက်ထိကိုပြင်းပြင်းရှာဖွင့်ထားတာပါဒါလက်ရှိဒီနှစ်သင်းရဲ့တွဲဆုံမှုမှာဆို level 50ရှုံးလို့ level အပြည့်ရှုံးလို့လောက်ပဲဖြစ်တဲ့အနေထားဗျာ United အသင်းဆိုတာလည်းပဲဒါလက်ရှိအနေထားမျိုးမှာဘုံမောက်လို့အသင်းကတစ်လုံး90စားအထိပေးရလောက်တဲ့အနေထားမဟုတ်ဘူးဗျာပထမအကြော့မှာဂိုးပြတ်နိုင်ခဲ့တယ်ဆိုပေမဲ့ဒါအသင်း level ချင်းလက်ရှိအနေအထားချင်းကိုတစ်လုံး90စားတစ်လုံး60စားဒီလောက်ထိပေးရမဲ့ level အနေထားမဟုတ်ဘူးဒါတကယ်နိုင်မှာထင်လို့ဒါနိုင်မယ်လို့ယူဆလို့ဒါဘုံမောက်အသင်းကတစ်လုံး90စားဆိုပြီးတော့ဖွင့်လှစ်ထားတာလို့ပဲယူဆပါတယ်ဒီနေ့ဒါဥရောပဝင်ခွင့်အတွက်ကိုဒါမျှော်လင့်ချက်ရေးကြံနေတဲ့ဘုံမောက်ကအိမ်ဝင်းပွဲစဉ်တွေမှာဒါအမှတ်တွေစုဆောင်းနိုင်ဖို့အတွက်တကယ်ကိုအင်တိုင်းအားတိုက်ကစားမဲ့ဘုံမောက်ရဲ့ body ကိုပဲဒုတိယအချိန်မှာလည်းရွေးချယ်ခြင်းပါတယ် United ကတော့ညီကိုတို့သိတဲ့အတိုင်း United ပေးသက်တွေရောတခြားဒါ19သင်းပေးသက်တွေရောအားလုံးသိပါလိမ့်မယ်ဒီပွဲစဉ်တွေကိုလုံးဝအလေးနဲ့ထားမှာမဟုတ်ဘူးရှုံးသွားလဲ United ကစားသမားတွေရောဒါသူတို့ရဲ့နီးပြရောအရန်ကြီးတိတ်ပြီးတော့ဒါအပြစ်ပြောစရာမရှိဘူးသူတို့ဘာကို target ထားနေလဲဆိုတာကိုအားလုံးလည်းသိနေတာဖြစ်တဲ့အတွက်ဒီပွဲကသူတို့အတွက်လုံးဝပြပြောစရာမရှိဘူးရှုံနိုင်အဲ့တော့ဒီလိုပဲအဆင်ပြေုံလေးပဲအတက်နိုင်ဆုံးဒါခံစစ်ကြောင်းကိုပဲအားပြုပြီးတော့ကစားလာပါလိမ့်မယ်ဒါဘုံမောက်ကပဲအိမ်ဝင်းမှာအကောင်းဆုံးရလက်ပိုင်ဆိုင်နိုင်အောင်ကစားလိမ့်မယ်တဝက်ကတော့ချင်းစီပေါက်စားရလိမ့်မယ်ယူဆပါတယ်ပြီးတော့ဒါဂိုးပေါင်းဈေးဆော့ကျင်တဲ့ညီကိုအနေနဲ့ဂိုးပေါင်းအောက်ကိုလည်းပဲရွေးချယ်ပြီးတော့ကစားစေချင်ပါတယ် United ဒီနေ့ပွဲစဉ်မှာတိုက်စစ်ထက်ခံစစ်ပိုင်းကိုပို့ပြီးတော့အားပြုပြီးကစားလာနိုင်လို့ပါပြီးတော့ဒါဘုံမောက်ကလည်းပဲဒါတိုက်စစ်ပိုင်းကအရန်ကြီးတိတာထင်ရှားတဲ့လောက်ကိုတိုက်စစ်ပိုင်းအရန်ကြီးအဆင်ပြေနေတာမဟုတ်တာဖြစ်တဲ့အတွက်ဒါဂိုးပေါင်းအောက်ကိုလည်းပဲရွေးချယ်ပြီးကစားကြပါတယ် body အပေါ်ဂိုးပေါင်းအောက်ဆိုပြီးတော့တွဲဆော်ပေးပါနောက်ထပ်တစ်ပွဲကတော့ Italy Serie A ကပွဲစဉ်တစ်ပွဲရွေးချယ်ပေးထားပါတယ်အဲ့ဒီပွဲစဉ်ကတော့မြန်မာစံတော်ချိန်9နာရီမှာအစောပိုင်းကစားကြမယ် Venezia နဲ့ AC Milan ရဲ့ပွဲစဉ်ကိုပြောပြပေးသွားပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့အဝေးကွင်း AC Milan ကတော့တစ်လုံး90စားကြေကြောပေးထားခဲ့တယ်ဂိုးပေါင်းဈေးက3လုံး90စားပဲဖွင့်ထားတာကိုတွေ့ရပါတယ်အဲ့တော့လက်ရှိဒီနှစ်သင်းလုံးမှာဆိုရင်တော့ Venezia အသင်းကတော့ဒါတန်းစင်းစုံကနေပြီးတော့လွတ်မြောက်ဖို့ရာအတွက်ကိုတကယ်ကိုစ조사ပြီးတော့ရုန်းကန်နေတဲ့အသင်းတစ်သင်းလည်းဖြစ်တယ်ဒီ AC Milan အသင်းကတော့သူတို့ရဲ့ဒါ Italy Cup ပွဲစဉ်မှာဆိုလို့ရှိရင်တကယ်ကိုခြေစွမ်းတက်နေတဲ့ Inter Milan တို့လိုအသင်းမျိုးတွေကိုဂိုးအပြတ်အသတ်တွေကိုဖြုတ်ချပြီးတော့ final အထိကိုတက်လှမ်းထားနိုင်သလောက်သူတို့အမှတ်ပေးမှာတော်တော်လေးရုန်းကန်နေရတယ်လက်ရှိအမှတ်ပေးမှာဆိုလို့ရှိရင် AC Milan အဆင့်6မှာ52မှတ်ပဲရထားပါသေးတယ်အဲ့တော့ AC Milan အသင်းကလည်းဒါဒီနေ့ပွဲစဉ်ကိုအကောင်းဆုံးတော့ဒါနိုင်ပွဲရလက်ရရှိနိုင်အောင်လို့တော့ပေါ်ဆောင်ပြီးတော့ကစားလိမ့်မယ်ပြီးတော့ AC Milan ရဲ့ကစားသမားတော်တော်များများလည်းပဲဒါရက်ဆက်ထားခဲ့တယ်ဗျာပွဲပန်းထားတဲ့အနေအထားတွေရှိထားခဲ့တယ် Venezia အသင်းကတော့ဒါအိမ်ဝင်းပြန်ကစားရမယ်တန်းစင်းစုံကနေပြီးတော့လွတ်မြောက်ပြီးတော့ဒါ Serie A မှာတန်းတင်ကြနိုင်ဖို့အတွက်ကိုဒီနေ့မှာလည်း
ပြန်ပြီးတော့ကိုအကောင်းဆုံးကစားလာပါလိမ့်မယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်ဒါ body ဈေးကိုတော့ခံမှန်းမပေးချင်ပါဘူးကျွန်တော်ဂိုးပေါင်းဈေးဘက်ကိုပဲတွားပြီးတော့ခံမှန်းပေးချင်ပါတယ် body ဈေးကတော့ AC Milan အသင်းအနေနဲ့ဒါလက်ရှိအနေအထားကိုဒီ Vinicius တို့လိုအသင်းမျိုးနဲ့တွေ့တဲ့အနေအထားမှာတစ်လုံး90စားပဲကြေးဖွင့်ထားတဲ့အနေအထားကတကယ်ကိုပျော်ပြောင်းတဲ့အနေအထားလို့ပဲယူဆပါတယ် head to head နောက်ဆုံးတွေ့ဆုံထားခဲ့တဲ့ဒီ AC Milan အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲစဉ်တုန်းက 4C အပြတ်သက်ဒါရရှိထားပါရဲ့နဲ့ကိုဒါဒီအသင်းကိုအဝေးကွင်းကနေပြီးတော့လက်ရှိအနေအထားမျိုးမှာတစ်လုံး90စားကတကယ်ကိုအဆင်မပြေတဲ့ကြေးအနေအထားမျိုးပါဒါကြောင့်ဒီပွဲစဉ်ကိုတော့ body ဈေးဘက်ကိုနည်းနည်းတော့ရှောင်လဲခြင်းနဲ့နိုင်မယ်ဆိုရင်တော့မှပဲ AC Milan အသင်းအနေနဲ့ကတ်နိုင်မယ်အနေအထားလို့ပဲယူဆပါတယ်ဒီပွဲစဉ်ကိုကျွန်တော်ကတော့ဂိုးပေါင်းဈေးမှာဆိုရင်ဂိုးပေါင်းအောက်ကိုရွေးချယ်ပေးကြပါတယ်3လုံး90စားအထိဖွင့်ထားတဲ့အနေအထားမျိုးမှာ Vinicius အသင်းရဲ့ဒါလက်ရှိကစားပုံအနေအထားမှာဆိုရင်သူတို့လိုမျိုးဒါ level 2အသင်းအနေအထားမျိုးတွေမှာအဖွင့်ကန်တဲ့လောက်အသင်းကြီးနဲ့တွေ့တဲ့ record တိုင်းကိုတွားကြည့်မယ်ဆိုရင်အခုနောက်ပိုင်းပွဲစဉ်တွေမှာဂိုးအောက်ဈေးရိုက်တော်တော်တွားထားပါတယ်အပိတ်သဘောမျိုးနဲ့ပဲကစားထားတာကိုတွေ့ရတယ် Vinicius Napoli တို့လိုအသင်းမျိုးတွေကိုဒါဂိုးအောက်ဈေးရိုက်တွားအောင်ကစားထားနိုင်ခဲ့တယ်အခုနောက်ပိုင်းပွဲစဉ်တွေမှာခြေစွမ်းထက်နေတဲ့ဘလောနာအသင်းကိုအိမ်ဝင်းကနေပြီးတော့ဒါအတက်နိုင်ဆုံးဂိုးမပေးအောင်စွမ်းဆောင်ပြီးတော့ Z1 နဲ့ပဲဒါအဆင်ပြေအောင်ကစားထားနိုင်ခဲ့တယ်ပြီးတော့အက်တလန်တာတို့လိုအသင်းမျိုးတွေကို ZZ လာဇီယိုတို့လိုအသင်းမျိုးတွေကို ZZ ဒီလိုပုံစံမျိုးပေါ့ဒါအသင်းကြီးတွေနဲ့တွေ့တဲ့အနေအထားမျိုးမှာခံစစ်ပိုင်းကိုပဲအသားပြုတ်ပြီးတော့ကိုတကယ်ကောင်းမွန်ကြည့်လိုက်တဲ့ခံစစ်နယ်ကိုအကောင်းဆုံးပုံစံမျိုးကစားထားတာကိုတွေ့ရတယ်အဲ့တော့ဒီပွဲစဉ်ကိုကျွန်တော်ဂိုးပေါင်းအောက်ကိုရွေးချယ်ပေးခြင်းပါတယ် AC Milan ရဲ့ body ကြီးကိုလည်းမကြိုက်သလိုအိမ်ဝင်းကစားရမယ့် Vinicius ရဲ့ခံစစ်ပိုင်းကိုလည်းပဲအသင်းကြီးနဲ့တွေ့လို့ဆိုရင်တကယ်ကိုဒါယုံကြည်ခြင်းစရာကောင်းတဲ့ခံစစ်နဲ့ကစားနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲကိုဂိုးပေါင်းအောက်ရွေးချယ်ပေးခြင်းဖြစ်ပါတယ်တတိယရွေးချယ်မှုကတော့ဂိုးပေါင်းအောက်ပါနောက်ထပ်တစ်ပွဲကတော့ဒါစပိန်လာလီဂါကတပွဲတည်းကြံတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်8:45မိနစ်မှာကစားကြမယ်ဘီလာရီရဲ့နဲ့အက်စပန်ညိုရဲ့ပွဲစဉ်လေးကိုပြောပြပေးပါမယ်ဒီပွဲစဉ်မှာဆိုရင်တော့အရှင်ဘီလာရီရဲ့ကတော့တစ်လုံး90ရှုံးအထိကိုကြေးကြောပေးထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာဆိုရင်တော့3လုံး90စားပဲဖွင့်ထားတာကိုတွေ့ရပါတယ်ဒီနေ့ပွဲစဉ်တွေမှာဆိုတာကျွန်တော်ပြောပြပေးတဲ့ပွဲစဉ်တွေမှာ3လုံးအပြည့်ရှုံးတစ်ပွဲပါတယ်3လုံး90စားတွေပဲဂိုးပေါင်းဈေးတွေကဒါနောက်ဆုံးအခုပြောတဲ့ပွဲမှာလည်း3လုံး90စားပဲအဲ့တော့လက်ရှိအနေအထားတွေကိုကြည့်ရမယ်ဆိုရင်တော့ဒီဘီလာရီရဲ့ကတော့ဒီပွဲကိုသာနိုင်မယ်ဆိုလို့ရှိရင်ဒါရီရဲ့ဘက်တစ်ထက်အမှတ်ကြော်တက်သွားပြီးတော့အဆင့်5အတွင်းကိုဝင်ပြီးချန်ပီယံလိဝင်ဝင်ရသွားမှာအဲ့တော့ချန်ပီယံလိဝင်ဝင်တိုက်ပွဲဝင်နေတဲ့ဘီလာရီရဲ့ကအိမ်ဝင်းကနေပြီးတော့ဒါအခုလိုမျိုးအက်စပန်ညိုတို့လိုအသင်းမျိုးနဲ့တွေ့တဲ့အနေအထားမျိုးမှာတစ်လုံး90စားဒါပေးထားတကယ်ယုံပြီးတော့ကစားမှာမဟုတ်လို့ပဲဒီလောက်ထိပြင်းပြင်းရှာရှာဆိုပြီးတော့ဖွင့်ထားတာအနေထားလို့ပဲမြင်ပါတယ်ပြီးတော့အဝေးကွင်းအက်စပန်ညိုရဲ့လက်ရှိတင်းဖောင်အနေထားကိုကြည့်ရမယ်ဆိုရင်လည်းပွဲစဉ်တိုင်းမှာအမြဲတမ်းလိုဂိုးရထားတာကိုတွေ့ရတယ်အက်စပန်ညိုနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာလည်းဒါဘယ်လင်စီယာကို1-1တေးကြအောင်ကစားထားနိုင်ခဲ့တယ်ပြီးတော့ဂီတာဖေးကို1-0နိုင်ထားခဲ့တယ်ဆက်တာဘီကိုZ2 ဘလက်ကာနိုတို့လိုအသင်းမျိုးတွေကိုအဝေးကွင်းကနေပြီးတော့ကိုအပြတ်အသက်ရရှိအောင်ကစားထားနိုင်ခဲ့တယ်အီတီကို1-1တေးကစားထားနိုင်ခဲ့တယ်တကယ်ကိုအဆင်ပြေပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့လက်ရှိအခြေအနေကိုကြည့်ပြီးတယ်ဆိုတော့တစ်လုံး90ရှုံးဆိုရပေးထားတဲ့ဈေးအနေထားမျိုးမှာဒါဘီလာရီရဲ့လည်းပဲချန်ပီယံလိဝင်ဝင်ရရှိဖို့ရအတွက်အစွမ်းကုန်အိမ်ဝင်းကစ조사သလိုအဝေးကွင်းအက်စပန်ညိုကလည်းပဲပွဲစဉ်တိုင်းမှာဘယ်အသင်းမဆိုအသင်းမရွေးဂိုးရအောင်ကစားနေခဲ့တယ်အဲ့တော့ဒါအိမ်ဝင်းဘီလာကြီးရဲ့ကိုနှလုံးအပြတ်အသက်ဒါနိုင်အောင်မျှော်လင့်နေမယ်အစားအဝေးကွင်းအက်စပန်ညိုကလည်းပဲပွဲစဉ်တိုင်းဂိုးရနေတာဖြစ်တဲ့အတွက်ဘော်ဒီဈေးထက်ဂိုးပေါင်းဈေးကိုပို့ပြီးတော့ဒါအာယုံကျလာခြင်းဖြစ်ပါတယ်ကျွန်တော်ဒီပွဲစဉ်ကိုတော့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ခြင်းပါတယ်နှစ်ဖက်သွင်းကိုရသွားလိမ့်မယ်ပဲယူဆပါတယ်တကယ်လို့နှစ်ကိုပြတ်သွားမယ်ဆိုရင်တော့မှပဲဘီလာကြီးရဲ့နှစ်ကိုပြတ်သွားမယ်ဆိုရင်တော့မှပဲအဝေးကွင်းအက်စပန်ညိုကလည်းပဲတကိုးရသွားမယ်ဆိုရင်ဒါသုံးလုံးတဝက်စားဆိုတဲ့အတွက်စိတ်အေးလက်အေးနဲ့ဂိုးပေါင်းပေါ်နေပြီဖြစ်တဲ့အတွက်တဝက်ကတော့ကျင်းတီပေါက်ဒါစားနေရပြီဗျာတကယ်လို့ဒါဘီလာကြီးရဲ့လည်းပဲကြေးအပြတ်အသက်အောင်သွားမယ်ဆိုရင်3-1တို့မအောင်ဘူးဆိုရင်ဒါ2-1တို့ဒီလိုပုံစံမျိုးတွေပဲဒါသွားမယ်လို့ယူဆပါတယ်ကျွန်တော်အခုနောက်ဆုံးပွဲစဉ်ကိုတော့ဂိုးပေါင်းအပေါ်ပါရွေးချယ်မှုကတော့အရှင်ဘီလာကြီးရဲ့အနေနဲ့ချန်ပီယံလိဒါဝင်ခွင့်ရဖို့အတွက်ကိုစ조사နေတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်နောက်ဆုံး2ပွဲကအမှတ်လျော့ထားခဲ့တယ်ဗျဒီဆိုစီတက်နဲ့ပွဲစဉ်မှာ2-2တည်ရကြခဲ့တယ်ဆက်တာဘီကိုနဲ့ပွဲစဉ်မှာဒါတယောက်ထွက်သွားခဲ့ရတာဖြစ်တဲ့အတွက်3-0ဆိုပြီးတော့ကိုဒါအမှတ်တွေဆုံးရှုံးထားခဲ့ရတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကတော့ဘီလာကြီးရဲ့လည်းအကောင်းဆုံးအပြတ်အသတ်နိုင်အောင်သူလည်းကစားသွားမှာဖြစ်တဲ့အတွက်ဒါဂိုးပေါင်းအပေါ်ဆိုပြီးတော့ရွေးချယ်ပေးခြင်းဖြစ်ပါတယ်โอเคအဲ့တော့ဒီနေ့မှာလဲကျွန်တော်အနေနဲ့အကြိုက်ပွဲစဉ်လေးတွေကို၄ပွဲအထိရွေးချယ်ပြောပြပေးထားခြင်းဖြစ်ပါတယ်အကြိုက်ချင်းထပ်လို့ကြားရဆိုရင်တော့လိုက်ပြီးတော့ကစားပေးပါနောက်ထပ်အနေနဲ့ကြော်ညာပေးချင်တာကတော့ဒါအများတန်းပြောနေကြတဲ့အတိုင်းညီကိုတွေ online betting အနေနဲ့အကောက်ဖွင့်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာ
ယုံကြည်စိတ်ချစွာနဲ့ကိုလာရောက်အကောက်ဖွင့်စောကစားနိုင်ပါတယ်ကျွန်တော်စီမှာအကောက်ဖွင့်စောကစားမယ်ဆိုရင်တော့ဒါ K9 Win website မှာကစားရမှာဖြစ်ပါတယ် K9 Win website မှာဆိုရင်တော့ဒါဘောလုံးပွဲတွေကစားရမှာမလေးချင်းမြန်မာကြီးဒါထိုင်ဝမ်ကြီးယူရိုကြီးကြေး၄မျိုးလောက်နဲ့ကိုဒါကစားလို့ရပါတယ်ကျွန်တော်တို့ website မှာဆိုရင်တော့ဒါငွေသွင်းငွေထုတ်ပိုင်းမှာဆိုရင်တော့ customer ကိုယ်တိုင်ငွေသွင်းကိုယ်တိုင်ငွေထုတ်လဲကစားရမှာဖြစ်ပါတယ်ဂျာကန် agent လုံးဝမရှိပါဘူးပြီးတော့ညီကိုတွေဒါအကောက်ဖွင့်ပြီးတော့မကစားခြင်းဘူးကြေးတွေနားမလဲဘူးဆိုတဲ့ညီကိုတွေအတွက်လည်းပဲကျွန်တော်အပြင်ကြေးဖွင့်ပေးထားပါတယ်အပြင်ကြေးကိုလည်းပဲညနေပိုင်း၄နာရီ၅နာရီကနေပြီးတော့ဘောလုံးပွဲတွေအားလုံးပြီးတဲ့အထိဒါကစားခြင်းတဲ့ပွဲတိုင်းကိုကစားပေးသွားမှာလည်းဖြစ်ပါတယ်အကောက်လုံးဝမယူပါဘူး website မှာရတဲ့ဇာအတိုင်းပြန်ပြီးတော့ပေးသွားမှာပါစလစ်ထဲမှာရတဲ့ဒါ pay out အမောက်အတိုင်းပြန်ပြီးတော့ဒါအားလုံးရှင်းလင်းပေးသွားမှာဖြစ်ပါတယ်မောင်းကိုလည်းပဲဒါ3သိန်းကနေပြီးတော့6သိန်း9သိန်းစိတ်ကြိုက်ကစားသွားလို့ရပါတယ်โอเคအဲ့တော့ဒါအကောက်ဖွင့်ပြီးတော့ကစားခြင်းတာပဲဖြစ်ဖြစ်အပြင်ကြီးကစားခြင်းတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့အခုဗီဒီယိုမှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်လာခဲ့ပြီပါပြီးတော့ကျွန်တော်တို့ K9 Win နဲ့အတူလက်တွဲပြီးတော့လေ agent အဖြစ်လုပ်ကိုင်လို့ရပါတယ် agent အဖြစ်လုပ်ကိုင်မယ်ဆိုရင်တော့လာစာ commission 30%အပြင်လာစဉ်လည်းပဲအပိုစုတွေပေးသွားမှာပါဒါကြောင့်မို့တကယ်စိတ်ပါဝင်စားရဲဆိုရင်တော့ဒါအခုဗီဒီယိုမှာချပေးထားတဲ့ကျွန်တော်ရဲ့ Viber Telegram နံပါတ်တွေကိုပဲဆက်သွယ်လာခဲ့ပြီပါအသေးစိတ်ရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒါအခုလိုမျိုးရွေးချယ်မှုဗီဒီယိုတွေကိုအမြဲတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube Channel နဲ့ TikTok တို့ကိုလည်းပဲဒါ Like and Subscribe လုပ်ပြီးတော့အားပေးထားနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကျော်ကြီးပါ